ယူကရိန်းစစ်ပွဲဟာအရှိန်မြင့်လာနေပြီးအခုဆိုရင်ရုရှားရဲ့မြို့တော်မော်စကိုအထိတိုက်ခိုက်မှုတွေဟာခက်စိတ်စိတ်ရောက်ရှိလာခဲ့ပါပြီ။မနေ့ကတင်ပဲယူကရိန်းဘက်ကလွတ်တင်လိုက်တဲ့အဝေးပစ်ဒရုန်းအများအပြားဟာမော်စကိုမြို့တော်ကောင်းကင်ယံအထိပြန်တန်းဝင်ရောက်လာခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရမော်စကိုဒေသအတွင်းကိုဦးတည်လာတဲ့ယူကရိန်းဒရုန်းအနည်းဆုံး3စင်းကိုကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုကြောင့်မော်စကိုမြို့ကအဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွေဖြစ်တဲ့ဗနူကိုဗိုနဲ့ဒိုမိုဒီတိုဗိုလေဆိပ်တွေမှာလေကြောင်းခရီးစဉ်တွေကိုအရေးပေါ်ရပ်ဆိုင်းလိုက်ရပြီးလေယာဉ်တွေကိုလမ်းကြောင်းလွှဲခဲ့ရပါတယ်။ရုရှားအာဏာပိုင်တွေကတော့မြေပြင်မှာလူအသေးအပြောက်နဲ့ကြီးကြီးမားမားပျက်စီးမှုမရှိဘူးလို့ပြောဆိုထားပေမဲ့ဒရုန်းအပျက်စီးတွေဟာလူနေရပ်ကွက်အချို့နားကိုကြားရောက်ခဲ့တာကြောင့်မော်စကိုမြို့ခံတွေကြားစိုးရိမ်ထိတ်လန့်မှုတွေရှိခဲ့ပါတယ်။ယူကရိန်းဟာစစ်ပွဲရဲ့အရသာကိုရုရှားပြည်သူတွေပါခံစားမိစေဖို့နဲ့ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုစိန်ခေါ်ဖို့အတွက်ဒီလိုမျိုးတော်အထိဒရုန်းတွေနဲ့လက်တုပ်ပြန်တဲ့ဗျူဟာကိုပိုပြီးအသုံးပြုလာတာဖြစ်ပါတယ်။